ဒါအမနေရမယ်အခန်းလိုက်ပြမယ် ဟုတ်ကဲ့ ဒါကကြတော့အမနေရမယ်အခန်းနော် โอเคရှင် နော်နောက်ပြီးတော့ဒါကကြတော့အမအင်ဂျီရေထည့်ဖို့အတွက်ဘီလို ဘလို့ဘာ ဘီလို လို့ခေါ်ရ အဝတ်စားထည့်ဖို့ဘီလို bureau oh my gosh walk-in closet က walk-in closet ဘာဆက်လဲ walk-in closet လေမသိလားညီမဟိုစားလေ Hollywood ကမင်းသားမင်းသမီးတွေဆိုလို့အခန်းဖြေလေလို့ sorry အဲ့လိုထည့်ထားတဲ့အခန်း walk-in closet ခေါ်ရညီမလေးရဲ့ အမရဲ့အခန်းလေးအဖြစ်ဒလောက်လေးပဲနောက်ပြီးတော့တလားမှာ3000ပဲလေအမရဲ့အမဘာလို့မျောလင့်နေရလဲ ဟုတ်ပါမလေ America မှာကျတော့အစမ်းမြင့်နေရတယ်လေတည်ရမလားဆိုတော့ရောက်တဲ့လိုမျိုးအချိန်တွေကိုတွေ့လာတော့အမ a little shock ရသွားတယ်ညီမပါ အော် shop ဖြစ်သွားတာလားအဲ့ဆိုလဲစေးရုံမှာတစ်ခါလေးသွားနေလိုက်ပါလား ambulance ခေါ်ပေးမယ် ပါရလေအမဒါဘောပြောပြရပါအမလေ အဲ့တော့နေလို့ရတယ်မလား အေးပေါ့နေရမှာပေါ့ငါပြီဆိုတော့ ညီမကပြောထားသလိုပဲเนาะဒီမှာနေတဲ့ခါကျရင်စီကန်းတော့ရှိနေပေးရမယ်ညီမကသဘောကောင်းမယ်ဒေါသတော့ကြီးတယ် အမလေးချာလိုက်တာရှင် okay ဟုတ်ကဲ့ အဆင်ပြေတယ်မလား အဆင်ပြေစိတ်မဖုန်းနဲ့နော်မလေလို့စီကန်ရှီရရှော့ရှင်ကျန်ရ okay okay ဟုတ်ပြီ အမဘယ်လောက်နေမှာလဲ မပြောရင်6လပြောရင်တော့တက်တော်နေသွားမယ်ညီမ okay အဲ့ဆိုလို့ရှိရင်စာကျုံးမှာကျတော့6လစာပဲလုပ်ထားလိုက်အောင် okay နောက်ဗလာကကျတော့တစ်လချင်းစီပေးပေး okay very good okay ဒါနဲ့လေအမကတော့ထိုင်းနိုင်ငံ culture ရဲ့ဒီမျိုးကိုလေ့လာကြတာဆိုတော့အလိုမျိုးလေးတွားပြီးလေ့လာလို့ရမယ်နေရာလေးဆိုရင်အမ recommend ပေးအောင်နော်ညီမလေး okay ရတယ်ဒါပေမဲ့အခုအမခဏနားလိုက်အောင်ပြီးမှစာချက်ချုပ်ကြမယ် okay ပါ okay bye bye